အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရတွေပြန်နေကြိုလိုက်ပါတယ်မဝေ YouTube channel လေးကိုအမြဲကြည့်ရှုအားပေးနေတဲ့ညီကိုနှမတွေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပြီဝင်လာပြီဆိုလို့ရှိရင်ရှယ်မှုရှယ်အားကိုညီမဲ့လက်မလေးတွေဝိုင်းဝန်းကိုညီပေးမဲ့တူတီ3တီနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share ပေးမယ်အများပေါက်မနေရလေးတွေမှာ share ပေးမဝေရဲ့မိသားစုတွေကိုရစေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်အကြိုက်ချင်းတူမှာကစားအကြိုက်ချင်းမတူရင်မကစားနဲ့မဝေတွေဗီဒီယိုဖိုင်လေးတွေမှာအများတိုင်းပြောတယ်နော်မဝေ YouTube channel လေးဒီအသိဖြစ်တဲ့အတွက်မဝေမိသားစုတွေကတွေ့ပြီဆိုတာနဲ့ like ရဲ့စကားပါလေးတွေနှိပ်ပေးထားမှအဆင်ပြေမှာအဲ့ရမှာလဲမဝေ YouTube channel လေးဒီတဲလေးတို့ဖုန်းထဲမှာနှိပ်တိုင်းတက်မှာကိုသိကျင်တဲ့ကဏ္ဍလေးတွေသိရမယ်တက်လာလို့ရှိရင်ကဲဒီညနေဆိုလို့ရှိရင်လဲမနက်ကဆိုလို့ရှိရင်လဲ3ပတ်သီးနဲ့အောင်မြင်တယ်ဒီညနေမှာဆိုလို့ရှိရင်လဲ3ညပတ်သီးနဲ့အောင်မြင်တယ်ဒါတော့3ည9နဲ့ဆွဲနေတာမင်းကွက်ပါတာနော်မဝေချစ်တဲ့လေးတွေသိတယ်အနာနာနီးမှာ3ည8ဆိုပြီးကပ်ပြောင်းထားတာမဝေညီကိုနှမရဲ့အတီးဆုံးနော်ကဲမင်းကွက်တွေရောပတ်သီးတွေရောကောင်းဆုံးလေးတွေစူးစမ်းပေးထားတာမဝေညီကိုနှမရဲ့အတီးဆုံးကဲ2ရက်ကိုတနင်္လာအင်္ဂါ2ရက်ကိုဇက်တိုက်ကိုမှန်နေရ4ချိန်ကို4ချိန်စလုံးမှာမဝေညီကိုနှမရဲ့အကုန်လုံးအောင်နေတယ်နော်4ချိန်ရော4ချိန်စလုံးကိုတနေ့မှတစ်ချိန်မှမပြတ်မလွဲသွားသေးဘူးနော်မဝေညီကော်နမတွေကိုမဝေအကောင်းဆုံးစူးစမ်းပေးတယ်ဆိုတော့မဝေဗီဒီယိုဖိုင်လေးတင်ပေးနေတာ live ဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့ညီကော်နမတွေဆိုရင်အမြဲသိတယ်နော်မဝေနေ့တိုင်းတင်ပေးနေတာမဝေဆိုတနင်္လာအင်္ဂါ2ရက်ကို2ရက်စလုံးမှာအကောင်းဆုံးစူးစမ်းပေးထားတယ်မဝေညီကော်နမတွေသိတယ်နော်မဝေဗီဒီယိုဖိုင်ကိုလည်းမဝေပြောတယ်နော်ဗီဒီယိုဖိုင်တင်တိုင်းလဲ3ပတ်တိကြရင်ပတ်တိကိုကစားပါမိန်ကွက်ကြရင်မိန်ကွက်ကိုကစားပါအခွေကြရင်အခွေကိုကစားပါလို့မဝေပြောတယ်နော်တကွက်ကောင်းကြရင်တကွက်ကောင်းကစားမကြိုက်နဲ့တပ်ဘူးဆိုရင်တလုံးမကစားနဲ့ပတ်စံကုန်တာပဲရှိတယ်မကစားနဲ့ကြိုက်တယ်ဆိုရင်ကစားမဝေလာပြီးမျှဝေပေးတယ်တင်ပေးတယ်ဆိုတော့ရစေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေတင်ပေးတာမဝေညီကိုနှမတွေကိုမတင်ပေးလဲဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါပေမဲ့မဝေညီကိုနှမတွေကိုအမြဲတမ်းပဲရစေခြင်းလေနော်အမြဲတမ်းပဲရစေခြင်းနဲ့ပေါက်စေခြင်းလို့မဝေလာပြီးမျှဝေပေးတယ်မဝေဗီဒီယိုဖိုင်လေးကိုကြည့်ပြီးဆိုလို့ရှိရင်ကဲဒီညနေလေးမှာမဝေညီကိုနှမတွေကအကြည့်ပြီးဆိုလို့ရှိရင်ကောမက်ကလေးတွေအောက်မှာညမနက်ကလေးဘယ်လောက်ဖို့ရတယ်ဆိုတော့ဝင်ပြီးတယောက်တစ်ချက်စီမှတ်မယ်နော်မနက်ဖက်မှာလည်း3ပတ်တီးဒီညနေမှာလည်း3ညပတ်တီးဒါ90ဆိုလို့ရှိရင်မိန်ကွက်နဲ့ပါပြီးသားနော်90ဆိုရင်မိန်ကွက်နဲ့ပါပြီးသားမဝိညီကိုတို့မရဲ့အတီးဆုံးနော်အနာနာကနီးမှာ50ကြီးမှာဇက်တိုက်ဆွဲလာပြီးတော့မှအနာနာနီးမှာ8ဆိုပြီးပြောင်းတော့တာမဝိညီကိုတို့မအရင်ခံပြင်းဖို့ကောင်းတယ်ဒါကိုကနန်းနော်ထိတ်မှာကိုကနန်းနဲ့လည်းကြည်နေရတယ်နော်အဲ့လိုမျိုးလေးကဲမဝေမိသားစုတွေအကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်မဝေဒီဗီဒီယိုဖိုင်လေးဒီမနက်ဖန်ကဗုဒ္ဓဖူးနေ့နေကုံစားပဲနော်မဝေကနန်းဒီနေကုံစားမှာမနက်ဖန်က12နာရီ1မိနစ်ဈေးလေးမှာထွက်ခဲ့တယ်ဆိုလို့ရှိရင်မဝေညီကိုနှမတွေညနေနေ့ကင်းကြလို့ရှိရင်ဗီဒီယိုဖိုင်လေးထပ်တင်ပေးမယ်နော်မထွက်ခဲ့ဘူး12နာရီ1မိနစ်ဈေးလေးမှာမထွက်ခဲ့ဘူးဆိုလို့ရှိရင်မဝေပေးလိုက်တဲ့ဗီဒီယိုဖိုင်ဒီတင်ပေးလိုက်တဲ့ဗီဒီယိုဖိုင်ဒီညနေဈေးပါကစားမယ်နေကုံကစားမယ်နော်12နာရီ1မိနစ်နဲ့4နာရီခွဲစီးနဲ့2ကြိမ်ကစားမယ်။အနက်ဖက်ကလည်းနေကုန်ပဲ။နော်မဝင်းညီကိုဓမ္မတွေကိုမဝေလာတင်ပြီးအမြဲတမ်းနေကုန်ပဲ။နော်ကဲရဆိုလို့ရှိရင်မဝင်းညီကိုဓမ္မတွေမဝေကနန်းလေးတွေခေါ်ပေးမယ်။ကြားတဲ့ညီကိုဓမ္မတွေဝင်ပြီးတော့ကောမက်ကလေးမှာဝင်ပြီးတယောက်တစ်ချက်စီမှတ်မယ်။နော် share တဲ့နေရာလေးတွေမှာ share မယ်မျှဝေတဲ့နေရာလေးတွေမှာမျှဝေမယ်မဝင်းညီကိုဓမ္မတွေမဝေဘက်ကအတက်နိုင်ဆုံးအကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်။နော်အဲ့ဒါကြောင့်မဝင်းညီကိုဓမ္မတွေကအတက်နိုင်ဆုံးနေရာလေးတွေမှာ share ပေးမယ်။နော်ကဲရဆိုလို့ရှိရင်မဝေကနန်းလေးတွေခေါ်ပြီးမယ်နော်မနက်ဖန်ကဗုဒ္ဓဖူးနေ့နေကုံစာနော်မဝေချစ်တဲ့လေးတွေ25ရက်2လ2026ဗုဒ္ဓဖူးနေ့12နာရီ1မိနစ်ဈေးနဲ့ညနေ4နာရီခွဲဈေးနေကုံစာနော်နေကုံစာလေးမှာပတ်ကမဲ့ပတ်သီးသည်6ပတ်သီး4ပတ်သီး6ကိုကြရင်6ကိုပတ်မယ်4ကိုကြရင်4ကိုပတ်မယ်ကိုစောမဲ့ကနန်းထဲမှာ6ပါတော့ကနန်း4ပါတော့ကနန်းဆိုရင်မနက်ဖန်က12နာရီ1မိနစ်ဈေးရောညနေ4နာရီခွဲဈေးရောအားကောင်းတယ်နော်မနက်ဖက်ကနေကုန်မှာဘယ်ချိန်ကြမလဲတော့မသိဘူးအားကောင်းတယ်6ပတ်တီ4ပတ်တီ6နဲ့ဆိုရင်မိန်ကွက်လေး4ကွက်4နဲ့ဆိုရင်မိန်ကွက်လေး4ကွက်ထုတ်ပေးထားတယ်ကြိုက်နဲ့တက်တဲ့ညီကိုတို့မတွေကစားမယ်ပတ်တီကြရင်ပတ်တီကစားမိန်ကွက်ကြရင်မိန်ကွက်ကစား6နဲ့ဆိုလို့ရှိရင်6နှစ်6 4 6 6 9နော်6နဲ့ဆိုလို့ရှိရင်6နှစ်6 4 6 5 6 6နော်4နဲ့ဆိုရင်4 1 4 5 4 9 4 8ဒီနဲ့ဆိုရင်4 1 4 5 4 9 4 8ချိုက်နှစ်တဲ့ဟာလေးတွေကိုကစားမယ်မဝိညီကိုနှမတွေ4ကိုကြရင်4ကိုကစား9ကိုကြရင်9ကိုကစား9နဲ့မိန်ကွက်4ကွက်ကြရင်ကစားမယ်4နဲ့မိန်ကွက်ကိုကြရင်လည်းကစားမယ်
တောင်းလုံးအပိပအခွေလေးနေကုန်စာကစားမယ်အပူပူပါထက်ကစားမယ်တောင်းလုံးအပိပအခွေလေးကိုနေကုန်စာလေးမှာခွန်3နှစ်ဆိုတဲ့အပိပခွန်3နှစ်ဆိုတဲ့အပိပကိုမဝေတို့ကခွေထိုးမဲ့ဆိုရင်ခွန်3ခွန်2 3နှစ်ဆိုတဲ့ခဏလေး3ကွက်ပဲရမယ်အပူဒီ2ဘူး3ဘူးခွန်ဘူးနော်တကွာကောင်းမပြောခင်ရှယ်မှုရှယ်ရကုညီမတူရီ3စီနဲ့သက်ဆိုင်တဲ့ဂရုတွေမှာရှယ်မယ်အများပေါင်းမဲ့နေရာလေးတွေမှာရှယ်ပေးမယ်ကိုတဦးတယောက်တော့ကိုမကြည့်ဘဲနဲ့အများတော့ကိုကြည့်ပြီး share ခိုင်းတာမဝေမိသားစုတွေကိုမဝေ channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေမိသားစုတွေ share ပေးမယ်လက်မလေးတွေနှိပ်ပေးမယ်အသေးလေးတွေများပေးမယ်ဆိုမှကုညီမှာနော်ကုညီရကျိုးလဲနှက်မယ်မဝေတင်မေးရကျိုးလဲနှက်မယ်မဝေဗီဒီယိုဖိုင်လေးရမဝေဗီဒီယိုဖိုင်ဒီနေကုန်စာနော်သေးလေးတို့2ရက်စက်တိုက်ကို4ချိန်အောင်မလွဲသေးဘူးနော်သေးလေးတို့မဝေကစားကုညီပေးထားတာကဲအဲ့ဆိုလို့ရှိရင်တကွက်ကောင်းချိန်တဲ့ညီကိုတို့မတွေ80လေးတကွက်ကောင်းမနက်ဖြန်ကအင်္ဂါနေ့နေကုန်စာမှာ8လေးတကွက်ကောင်းနော်84တကွက်ကောင်းနေကုန်ကြိုက်နေတဲ့ညီကိုတို့မတွေကစားမယ်84တကွက်ကောင်းကြိုက်ရင်ကစားပါမကြိုက်ရင်မကစားနဲ့မဝေလိုက်ဗီဒီယိုဖိုင်လေးဒီကြိုက်တဲ့လူကြည့်ပါမကြိုက်တဲ့လူမကြည့်ပါနဲ့နော်ကြိုက်တဲ့ညီကိုတို့မတွေကြည့်မယ်ဆိုရင်လက်မလေးတွေနှိပ်မယ်လိုက်ငယ်စကပ်ပါလေးနှိပ်ပေးထားမယ်ရှယ်မှုရှယ်ရကူညီထားမယ်နော်ကဲအဲ့ဆိုမဝေဗီဒီယိုဖိုင်လေးဒီမှာနေမယ်နားတော့မယ်မနက်ဖြန်ကနေကုန်စာလေးမှာလဲဒိုင်းရှိမှငွေထုတ်နိုင်ပါစေလို့စွတ်မကောင်းလေးတောင်းရင်မဝေဗီဒီယိုဖိုင်လေးကိုဒီမှာနေမယ်နားခွင့်ပြုပါအားလုံးကိုချစ်ပါတယ်ဘိုင်းမိုင်ပါရှင်